2053ခုနှစ်နောက်ဆုံးစစ်ပွဲအပြီးမှာရာဇဝတ်မှုနှုန်းဟာ800ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်အစိုးရဟာအကျဉ်းထောင်ပြဿနာကိုဖြေရှင်းဖို့တန်တစ်တာပြန်လည်ထူထောင်ရေးအစီအစဉ်ကိုဖန်တီးခဲ့ပါတယ်။အကျဉ်းသားတွေဟာချက်ချင်းအသက်ခံမှုဒါမှမဟုတ်တက်တာထဲမှာတစ်သက်လုံးနေဖို့ရွေးချယ်ရပါတယ်။အစားအစာကိုတော့ပြင်ပလူတွေရဲ့တနာညတာမှုအပေါ်မှာပဲမူတည်ပြီးရနိုင်မှာပါ။ဒီထဲကတစ်တာတစ်ခုထဲမှာတော့ပြင်သစ်အမျိုးသမီးတဦးဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အသက်ရှင်ဖို့ရုန်းကန်နေရပါတယ်။သူမဟာနောက်ဆုံးမှာမျောလင့်ချက်မဲ့ပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ဩစတြေးလျကကြောက်ဆောင်ကျွန်းတစ်ခုပေါ်မှာလည်းဒီလိုတစ်တာတွေအများကြီးရှိနေပါတယ်။အကျဉ်းသားနံပါတ်73ဟာတစ်တာထဲမှာတတိယလာပြီးသူမရဲ့9နှစ်ကြာမဲ့ပြစ်ဒဏ်ပထမဆုံးနေ့ကိုစတင်လိုက်ရပါတယ်။သူမဟာအပြစ်မရှိကြောင်းအော်ဟစ်အတနာခံပေမဲ့ဘယ်သူမှဂရုမစိုက်ပါဘူးအချိန်တွေကြာလာတာနဲ့အမျှသူမဟာအထီးကျန်မှုတံကိုစတင်ခံစားနေရပါပြီတခြားတစ်တာတစ်ခုထဲမှာတော့အကျဉ်းသားတဦးဟာစီကံဖောက်ဖျက်ဖို့ကြိုးစားတာကြောင့်စနစ်ကနေသူမကိုတစ်တာထဲမှာပဲအသေးပြီးတက်လိုက်ပါတယ်တနေ့မှာတော့မိန်းကလေးငယ်တဦးကနံပါတ်73စီရောက်လာပြီးရေနဲ့အစားအစာနှဲငယ်ပေးခဲ့ပါတယ်ဒါပေမဲ့သူမကဲ့သို့အကျဉ်းသားတွေရဲ့ကံကြမ္မာဟာပြင်ပလူတွေအပေါ်မှာပဲမူတည်ကြောင်းသတိပေးသွားပါတယ်လာပေါင်းများစွာကြာလာတဲ့အခါမှာတော့နံပါတ်73ဟာစိတ်ဓာတ်တွေပျက်စီးလာပြီးအထီးကျန်မှုကိုမခံစားနိုင်တော့ပါဘူးသူမဟာတစ်တာနေရန်တွေကိုကုတ်ချရင်းအချိန်ဖြုံးနေရပါတယ်ဒါပေမဲ့ရှိတ်စပီးယားစာအုပ်တွေကိုခိုးဖက်နေတဲ့မိန်းကလေးတစ်ယောက်နဲ့ခင်မင်ခွင့်ရခဲ့ပြီးသူမစီကနေစာအုပ်လေးတစ်အုပ်လက်ဆောင်ရခဲ့ပါတယ်။ဒါဟာသူမအတွက်တစ်ခုလေးသောမျှော်လင့်ချက်ဖြစ်လာပါတယ်။ဒီနေ့မှာတော့လူတစ်ယောက်ဟာအစာနဲ့လဲပြီးသူမကိုစော်ကားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကင်းလှည့်နေတဲ့ drone ကအဲ့ဒီလူကိုပစ်တက်လိုက်ပြီးနံပါတ်73ကိုလည်းစီကံဖောက်ဖျက်မှုနဲ့အပြစ်ပေးပါတယ်။ပြစ်ဒဏ်အနေနဲ့9ရက်တိုင်မအိပ်ရပဲအလင်းရောင်နဲ့စူညံတန်တွေကြားမှာနှိပ်စက်ခံခဲ့ရပါတယ်။ဒီဒဏ်ကြောင့်သူမဟာစိတ်အာရုံခြောက်ခြားမှုတွေပါခံစားလာရပါတယ်။နိုင်ငံရေးအကျဉ်းသားဖြစ်တာကြောင့်သူမဟာလွတ်ငြိမ်းချမ်းသာခွင့်မှာမပါဝင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူမဟာတစ်တာထဲမှာတင်ကိုဝင်ရှိလာခဲ့ပါတယ်။နောက်ဆုံးမှာသူမဟာတစ်တာထဲမှာပဲကလေးကိုကိုယ်တိုင်မွေးဖွားခဲ့ပေမဲ့စီကံဖောက်ဖျက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဆက်ရုပ်တွေကကလေးကိုချက်ချင်းလာရောက်သိမ်းဆည်းသွားခဲ့ပါတယ်။၄နှစ်အကြာမှာတော့ပြင်းထန်တဲ့မုန်တိုင်းတန်ကြောင့်တစ်တာတွေကိုရေတွေဝင်လာပြီးစနစ်တွေချိုးယွင်းကုန်ပါတယ်။ drone ကတစ်တာကိုတည်ယူဖို့ကြိုးစားစဉ်လျှက်စီးလက်ပြီးပြစ်ကျသွားပါတယ်။မနက်ရောက်တဲ့အခါတစ်တာဟာကမ်းခြေတစ်ခုကိုဆိုက်ရောက်သွားပြီးနံပါတ်73ဟာအပြင်ကိုယုံထွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကမ်းခြေကလူငယ်တွေကတော့သူမကိုမမြင်ချင်အောင်ဆောင်ပြီးလှည့်ထွက်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် subscribe လုပ်ပေးခဲ့ကြပါဦးနော်။